နှလုံးလမ်းကြောင်းဟာစနေကြိုပုံနားမှာအဆုံးသတ်ပြီးနှလုံးလမ်းကြောင်းထိပ်မှာအပြစ်အနာစာကင်းပြီးလှပတဲ့ကြာဘူးပုံအမှတ်သားပါနေရင်အတွေးခေါ်ကောင်းပြီးပညာရှင်ဖြစ်မယ်ထိပေါက်ရှင်ဒါမှမဟုတ်ရင်အမွေရရှင်ကြုံမယ်စိတ်နေစိတ်ထားလဲနူးညံ့သိမ်မွေ့ပြီးအများအကျိုးတဲ့ပိုးနိုင်သူမေတ္တာတရားကြီးမားသူဖြစ်ပြီးပရဟိတလုပ်ငန်းများဆောင်ရွက်နိုင်သူဖြစ်မယ်အများအကျိုးသာသနာအကျိုးထမ်းရွက်တည်ပိုးနိုင်မဲ့အမှတ်သားဖြစ်ပါတယ်။မိမိစီးစိမ်ဥစ္စာထဲမှာတူရန်ပေးကမ်းဖို့အမြဲတမ်းမတွန့်တိုတတ်တဲ့သူမျိုးဖြစ်ပါတယ်ရှင်။လက်ခလေအောင်စနေကြိုပုံပေါ်မှာခရင်ကွာအမှတ်သားပါခဲ့ရင်ကျိုးစားသမျှကံတရားရဲ့အထောက်ပံ့ကြောင့်အလွယ်တကူအောင်မြင်မယ်ငွေကံကောင်းမယ်အသက်ကြီးပိုင်းရောက်လေအကျိုးပေးကံကောင်းနေဖြစ်မယ်ငွေကြီးအခက်ခဲတွေအလွယ်တကူအဆင်ပြေမယ်ငွေအမြောက်အများကန်ရတတ်ပါတယ်ဒီအမှတ်သားပေါ်လာပြီဆိုတာနဲ့စူးစမ်းပါမမိစူးစမ်းသမျှအလွယ်တကူအဆင်ပြေအောင်မြင်ခြင်းတွေရရှိပိုင်ဆိုင်ပါလိမ့်မယ်ရှင်